开开的有老的。那有点没钱呢。给咱们是啥东西？你得发现，跟他做地去。大量要你把的，大量要你把的。မိုးရွာမဲ့အရေးချီတွေတွေ့နေရပြီမှန်ကြည့်တာဦး ဒါလျောင်းဘူးရှိတယ်လျောင်းရောက်နေပါတယ်။ဒါသမိုင်းချင်းလေးကျွန်တော်လည်းလောက်လေးလေ့လာကြည့်ပါမယ်။ဘူးရှိတယ်လျောင်းဖြစ်ပေါ်လာပုံဟောနော်ဒီမှာသမိုင်းချင်းလေးကိုကြည့်လို့ရပါတယ်။ရှိတယ်လျောင်းကိုဘွားတော်ကြီးရဲ့ဒီတောဘက်ပေါ့။တောဘက်မှာရှိရဲဒီသမိုင်းချင်းလေးနဲ့ဖတ်ကြည့်မယ်ပေါ့။ဖြစ်ပေါ်လာပုံလေး။ပြီးရင်ကျွန်တော်ပြန်ပြောပြအောင်မယ်။တက်ပေါ့နော်တက်ကကြတော့ဗာကြီးထားလဲဆိုတော့ဟန်တာရီမင်း73ဆက်မြောက်ဒီကာဒိပမင်းငယ်လာသည်မိစ္ဆာအယူလွဲမအုပ်ချုပ်ကရစ်ပူစော်ရန်သားကောင်များရရှိရေးအတွက်သားတော်တစ်ပါးအားတောကစားထွက်ခိုင်းပုံဒါကဖြစ်ပေါ်လာဝင်ရဲ့ပေါ့နော်နံပါတ်1ပေါ့နော်ရှင်းပြထားတဲ့ဟာလေးပေါ့ဒါနံပါတ်2ရှင်းပြထားတဲ့ဟာလေးပေါ့ဒါကကြတော့သမီးတော်ရဲ့စိတ်ခိုင်းချက်အမိတ်အရာဘင်းသားတော်ဒီနောက်ပါတော်များနဲ့တောကစားထွက်ပုံဒီရဲ့စိတ်ခိုင်းချက်အရာသားတော်ကတောကစားထွက်တယ်ပေါ့နံပါတ်3ပေါ့နံပါတ်3ကကြတော့တောကစားထွက်ရလန်ခီတူနာဘူမီအနီးရွာတရားတင်ဗုဒ္ဓဘာသာကူးကွယ်သောမွန်လူမျိုးမွန်မျိုးသမီးဇလားထော်နဲ့တွေ့ဆုံမြစ်တာညကြပေါ့နံပါတ်4ပေါ့နံပါတ်4ကကြတော့ကားတော်မင်းသားဒီဒလားတော်မျိုးသမီးအားဗုဒ္ဓဘာသာကိုးကွယ်ခွင့်ပြုပါမည်ဂရီးဖြင့်တိမ့်ပိုက်ကောက်ယူပြီးနန်းတော်တို့ခေါ်ဆောင်လာပေါ့နော်မလေးမှာဗုဒ္ဓဘာသာကိုဒီမှာငါကြတော့နန်းတော်တို့ပြန်ရောက်ပြီးဒလားတော်ဒီမိစ္ဆာနတ်ယုတ်ကြီးကိုမကိုးကွယ်ပဲမိမိအဆောင်နဲ့ဗုဒ္ဓရောက်ပါတော်ကိုဖာရှိကိုးကွယ်ပေါ့နံပါတ်6ကကြတော့ဒိဋ္ဌိလွန်မှုသောမူမတ်တို့ဤဂုံချောမှုကြောင့်ဒလားတော်နှင့်တကွာအပေါင်းပါတို့အားကွက်မြက်ရစ်ပူတော်ရန်ဘုရင်ကြီးကအမိန့်ချမှတ်ဖို့ဒ
ပြီးတော့ဒါကျတော့နံပါတ်9ပေါ့နော်နံပါတ်9ကကျတော့ဘယင်ကိုးကွယ်သောနတ်ရုပ်ကြီးရှေ့တွင်ဗုဒ္ဓဘာသာကိုးကွယ်သူတို့ခွင့်မြတ်ယူပူဇော်ဝယ်ကြီး၌ဗလာတော်မင်းမီကြီးကရဏသုံးပါးဥဒိထားကပစ္စာဆိုလိုက်သူဒီနှစ်နတ်ရုပ်ကြီးအပိုင်းပိုင်းပြက်ပြူလဲသွားပုံဒီကောင်ကကျတော့နံပါတ်10ပေါ့နော်နံပါတ်10ကကျတော့မိဂါအတိတ်ပမင်းဒီထိတ်လန့်တုံလို့ခါမိမိအယူမားဒီကိုနောင်ရရပြီးသားတော်နဲ့ချွေးမတော်ကိုအပြစ်မှလွတ်ကင်းစေပြီးဗုဒ္ဓရုပ်ပါတော်တည်ထားပေးရန်မိန့်ကြားနေပုံနံပါတ်9မင်းကြီးမိန့်ကြားချက်ရတိုင်းကြီးလုံးမိစ္ဆာအယူစွန့်ပြီးဗုဒ္ဓဘာသာတို့ပူပြောင်းကြကဗုဒ္ဓရုပ်ပါတော်ကြီးကိုတိဆောက်ကြပါဒါကြတော့နံပါတ်10ပေါ့နော်10ကကျတော့မိဂါဒိပမင်းကြီးဤတံဝေကတရားဖြင့်တိဆောက်တော့ဘုရားရုပ်ပွားတော်ကြီးမှကောစာတက်ကရ356ခုနှစ်တွင်လျောင်းတော်မူဖြစ်တာလျောင်းရုပ်ပွားတော်ကြီးဝဲနာမဖြင့်ပြီးမြောက်ဆိုတော့နောက်ဆုံးပိတ်ဖြစ်ပေါ်လာတဲ့ပုံပေါ့နော်ဖြစ်ပေါ်လာတဲ့ဒါအချင်းချုပ်လေးပါဒီကြောက်ွက်10ခွက်နဲ့ပြထားတယ်ပေါ့နော်စိတ်ဝင်စားဖို့ကောင်းပါတယ်အရင်ကဒိဋ္ဌိမိစ္ဆာယူဝါဒတွေရှိခဲ့တယ်ပေါ့နော်ဒီဟာတွေကိုပြင်းကြီးနေနဲ့ပေါ့နော်နောက်ဆုံးပိတ်မှာဒိုင်းကြီးလုံးကိုဘုရားဘာသာပြပြောင်းဖို့အတွက်ပေါ့နော်တိုက်တွန်းဆော်ခဲ့တယ်နောက်ဆုံးပိတ်မှာရှိတလောင်းဖျောက်ဒီလာဖို့ခဲ့တယ်ဆိုတော့အဓိပ္ပာယ်ပေါ့နော်10ခွက်နဲ့ကြာထားပါတယ်မိုင်းချင်းရုပ်လေးကိုကြည့်ရတာပြန်ကောင်းပါတယ်ဖျားပြိုမှမဟုတ်ဘဲနဲ့မိုင်းချင်းရုပ်လေးပါကြည့်ရတဲ့အတွက်ဒီလိုပိတ်ရှိပါတယ်ခင်ဗျာတော့ဒီဘက်ကိုပါကြည့်ပါမယ်Đây là bọc đấy. Đây là bọc đấy. Ai vô nè này. Thấy rồi. Là bọc sao này. Ai vô nè này. Thì bán sao nhiều? Bán sao nhiều. thôi sao? Yêu ra là vú này thì nó ai có nào bà lấy đủ bà lấy lấy cho bộ tạo được không đấy thì con này lại truy cái này đừng ta như mình tiêu cái này mà ta gì Xanh áo mà bị bà. tiêu gì tiêu mày Nó rồi thật rồi. Nó nhà bạn. không có được rồi đó Lúc nào cũng blue rong á. Blue rong thì. PD về đi Mày biết làm. PD về rồi thì có mà cho xí dành là nỉ xì rồi nó cho mà rồi xí dành là nỉ xì vào đấy sao dành quá sao dành đi vào cái chỉ vào mình cái người nó làm mà lười lâu mày làm biết là lười nó lâu mày ba đây mà cái này nhìn nè đi lộn đâu này nó dậy ấy nó dậy vô cái này to mà là Tao quên. Hả không mày nó. Má quay cái quả cái quá gì mà đi vào lấy rồi. to lên à to lên Quả kia nó màu phải lấy rồi. mà về quên họ mới đâu mà là Mía nó quên lắm mà là. Chỉ là pha mà. cái này số bây giờ nếu là pha bia làm bao nhiêu nhưng mà tôi nói rồi thế này không được
မရှိနဲ့ ဒီမှာရရင်ခွဲလာ ငါမရှိရတော့ငါမရှိရတော့ငါသိဘူး အဲ့လိုမျိုးပါအဲ့ဒါပြည့်ပြည့် ကွဲမှာကွဲမှာဝယ်ချင်းကတော့ဒီအခန်းတယ်လေးတစ်သားနဲ့လာတဲ့ဟာလေးလေ အာတက်သားလေးတဲ့တေးတယ် မသိပါဘူးကြည့်ရပါဦးအိမ်ကဆိုမိမဘယ်နှဆောင်တော့ကို3ဆောင်နော်3နဲ့အိမ်နော် လားအဲ့လိုလား အိတ်တာပေါ့ လို့လား နေရဲ အဲ့မှာနေနေမှာတော့မသိဘူး။ဒါတော့အိမ်မှာမသိဘူး ရိုးစုံလေးတွေနော်ရိုးစုံတောင်းလေးတောက်လေးတွေနော်တိုက်လေးတွေရိုးစုံရိုးစုံဘုံဘုံနာမဘုံဘုံပဲချောင်းလေးရှိရနော်ရိုးစုံရိုးစုံ ဒီနောက်ကလည်းဇန်ဝယ်ရမလားဒီနောက်ကလည်းဇန်ဝယ်ရမယ် အဲ့ဒါပဲ ဒီရအကြီးကြီး ဘာမှမလဲဘာမှမလဲ ။မေမေဟိုလေးဝယ်ပါလား။ဟိုဘက်ဒီဘက်နှစ်ဖက်ရောလေး။ဟုတ်လား။ဒါလေးလား။နှစ်ယောက်ဆက်ကြတယ် ဒီနဲ့ဆက်တာ ။